မင်္ဂလာပါရှင်အခုရှင်းပြပေးသွားမှာကတော့ညီမတို့ Infodesk Software Company ကထုတ်တဲ့ Easy Store Software လေးအသုံးပြုပုံကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ညီမတို့ software ကိုစတင်အသုံးပြုရမယ်ဆိုလို့ရှိရင် user နဲ့ password ကိုရိုက်ထည့်ပြီးတော့ login ဝင်ပေးရမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီနားလေးမှာမြင်တွေ့နေရမှာကတော့ Lugimino ဆိုင်ရဲ့ logo လေးဖြစ်မယ်ဒါလေးကတော့ Lugimino ဆိုင်ရဲ့နာမည်လေးဖြစ်ပါမယ်ဒီဘက်မှာမြင်တွေ့နေရကတော့ Lugimino ရဲ့တော့ကုန်ပစ္စည်းရဲ့ store alert တွေကိုပြသပေးတဲ့notification ခေါင်းလောင်းလေးပဲဖြစ်ပါတယ်ညီမတို့ဒီ software ကိုလိုအပ်လို့ update တင်နေဆိုလို့ရှိရင်ဒီနားလေးမှာလာပြီး update တင်ပေးလို့ရမယ်ဒါလေးကကြတော့ညီမတို့ဒီ software ကိုဝင်ပြီးတော့ပေါ့နော် login ဝင်ပြီးတော့အသုံးပြုတဲ့ Gacha ရဲ့ name လေးညီမတို့ဒီ Easy Store Software လေးရဲ့ feature လေးအနေနဲ့ဆိုလို့ရှိရင်ကုန်ရောင်းကုန်ဝယ်စင်းတွေကုန်ပစ္စည်းစင်းတွေနောက်ကကြဈေးနှုန်းပြင်ဆင်တဲ့အပိုင်းတွေအကျွေးစနစ်နဲ့ရောင်းချတဲ့အတွက်ရရန်အကျွေးပေးရန်အကျွေးတွေပါညီမတို့တခါလေးပေါ့နော်ပါဝင်မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ညီမတို့ဒီ setting လေးကိုအရင်ရှင်းပြပေးခြင်းပါတယ် setting ပါဆိုလို့ရှိရင် Lugimino ရဲ့ပေါ့နော် sign information လေးတွေ logo လေးကိုလာပြီးချိန်ပေးလို့ရမယ်ဘောင်ချထုတ်တဲ့အချိန်မှာဆိုလို့ရှိရင်ညီမတို့ဒီပေါ့နော်ကိုယ်ဆက်ထဲမှာ install လုပ်ထားတဲ့ကိုထုတ်မဲ့ printer လေးကိုရွေးချယ်ပြီးတော့ paper size ပါဆိုလို့ရှိရင်ညီမတို့ paper size ၄မျိုးသတ်မှတ်ပေးထားတဲ့အခုအဆင်ပြေရ paper size ကိုရွေးချယ်ပြီးတော့ဘောင်ချထုတ်လို့ရမယ်ညီမတို့ပေါ့နော်ဘောင်ချရေးတက်ကိုလည်းကိုစိတ်ချရွေးချယ်ပြီးတော့ဘောင်ချထုတ်လို့ရမယ်ရောင်းစင်းလေးတွေလည်းညီမတို့ပြင်ပြီးတော့ရောင်းလို့ရတဲ့အပိုင်းလေးတွေလည်းပါပါတယ်ဒီ database setting မှာဆိုလို့ရှိရင်လည်းညီမတို့ software က data တွေကို automatically backup လုပ်ထားပြီးအပိုင်းလေးတွေလည်းပါတယ်ပေါ့နော်ပြောလို့ရှိရင်လိုအပ်လို့ data တွေကို restore လုပ်တဲ့အပိုင်းလေးတွေလည်းပါဝင်တယ်ပြောလို့ရှိရင် data တွေကိုအစမ်းတင်ထားတဲ့ကာလဒါမှမဟုတ် database ကိုညီမတို့ပြန်ပြီးတော့ဖြတ်ချခြင်းတဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်း reset database ကနေတစ်စိတ်ဖြတ်ချလို့ရတယ်နောက်ပိုင်း data တွေများလာတဲ့အခါမျိုးမှာဆိုလို့ရှိရင်ညီမတို့ data တွေကိုနေ့အလိုက်လအလိုက်အခါလွှတ်ထားလို့ရတဲ့အပိုင်းလေးတွေလည်းပါပါတယ် system လောက်မှာဆိုလို့ရှိရင်ဒီ software ကိုသုံးတဲ့ user အနေနဲ့ data တွေကို product တွေကိုဖြတ်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ဘယ်သူကဘယ် action တွေကိုလုပ်သွားရဲဆိုတာကို system လောက်မှာလာပြီးတော့ကြည့်လို့ရမှာဖြစ်ပါတယ် permission အနေမှာဆိုလို့ရှိရင်ညီမတို့ rule အနေနဲ့ပေါ့နော်၃ခုပေါင်းမယ်ဖြစ်ပြီးတော့သူတို့ရဲ့ rule တွေကိုညီမတို့ကသက်ဆိုင်ရာအလိုက် permission တွေကိုခွဲခြားပြီးတော့သတ်မှတ်လို့ရမှာဖြစ်ပါတယ်ကုန်အဝယ်စင်းမှာဆိုလို့ရှိရင်ညီမတို့ပေါ့နော်ကိုဝယ်မဲ့ product ရဲ့ကုန်ပစ္စည်းတွေညီမတို့ catalog လေးတွေခွဲခြားပြီးတော့သတ်မှတ်ပေးလို့ရမယ်ဒီမှာဆိုလို့ရှိရင်ကုန်အမှတ်ပစ္စည်းအမည်လေးတွေညီမတို့အရေးအတွက်ကလေးပေါ့ဘယ်နှဘူးဝယ်မှာလဲဒါမှမဟုတ်အင်ကြီးဆိုလို့ရှိရင်လည်းဘယ်နှထည်ဝယ်မှာလဲပေါ့နော်ညီမတို့ဒီမှာဆိုရှင်သတ်မှတ်ပေးလို့ရမယ်အလက် quantity မှာဆိုလို့ရှိရင်ကိုယ်ဘယ်နှထည်ချင်အလက်ပြစေခြင်းလဲညီမတို့ဒါလေးပါထည့်သွင်းထားလို့ရတယ် unit မှာဆိုလို့ရှိရင်လည်းကိုကဘူးနဲ့ဝယ်မယ်ဆိုဘူးနဲ့ဝယ်မယ်နောက်ကျ PCS နဲ့ဝယ်မယ်ဆိုလည်း PCS ပေါ့အဲ့လိုမျိုးလေး unit လေးသတ်မှတ်လို့ရတယ်ညီမတို့တစ်ခုဝယ်ယူဈေးနှုန်းလေးသတ်မှတ်လို့ရတယ်လို့လက်လီလက်ကားဈေးလေးလည်းညီမတို့သတ်မှတ်ပေးလို့ရမှာဖြစ်ပါတယ်ပြောလို့ရှိရင်ညီမတို့ပေါ့နော်ဒီအဝယ်သွင်းတဲ့အခါမှာဆိုလို့ရှိရင်လည်း Excel file ရှိရဆိုလို့ရှိရင်လည်းလာပြီးတော့ import လုပ်ပေးလို့ရတယ်ကိုကပေါ့နော် import လုပ်တဲ့အခါမှာဆိုလို့ရှိရင်ညီမတို့ software ကသတ်မှတ်ပေးထားတဲ့ဒီမှာဆိုလို့ရှိရင် example file လေးရှိတယ်အဲ့ format လေးတိုင်းညီမတို့ဖြည့်သွင်းပြီးတော့ import Excel လာလုပ်တယ်ဆိုလို့ရှိရင်ရပါပြီညီမတို့ supplier နဲ့တွဲပြီးတော့ဝယ်တဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်း supplier နဲ့တွဲပြီးတော့ညီမတို့ဝယ်ယူပေးလို့ရမှာဖြစ်ပါတယ်ကုန်ရောင်းစင်းမှာဆိုလို့ရှိရင်လည်းညီမတို့ရောင်းချတဲ့ပုံစံအနေနဲ့လက်လီလက်က FOC ဆိုပြီးတော့ပါဝင်ပြီးတော့ကိုရောင်းချမယ်ပေါ့နော် product လေးတွေကိုဘာကုန်နဲ့ဖြစ်စေ item လေးနဲ့ဖြစ်စေညီမတို့ဒီနာမည်လေးတွေကိုလိုက်ရိုက်ချပြီးတော့အလွယ်တကူရောင်းချလို့ရမယ်အရေးအတွက်ကလေးတွေညီမတို့အတိုးလျှော့လုပ်လို့ရမယ် discount လေးတွေလည်းပါတယ်ဆိုလို့ရှိရင်ညီမတို့ထည့်ပေးလို့ရတယ်တယောက်ကလာဝင်တဲ့အချိန်မှာတယောက်ကလာပြီးတော့ဝယ်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းညီမတို့ draft အနေနဲ့တင်ထားလို့ရတဲ့အပိုင်းလေးတွေလည်းပါတယ်ရောင်းချတဲ့အခါမှာလက်ငင်းရောင်းတဲ့အပိုင်းလေးတွေလည်းပါတယ်အကျွေးရောင်းတဲ့အပိုင်းလေးတွေပေါ့နော်ညီမတို့ customer နေလေးတွေနဲ့တွဲပြီးတော့ရောင်းလို့ရတဲ့အပိုင်းလေးတွေလည်းပါပါတယ်ဘောင်ချထုတ်တဲ့အပိုင်းလေးတွေလည်းပါပါတယ်ပြောလို့ရှိရင်ညီမတို့ဒီ supplier ရင်းနဲ့ပေါ့နော်ဝယ်ယူတဲ့အခါမှာဆိုလို့ရှိရင်လည်းကိုက purchase return လေးတွေလည်းညီမတို့ပါတယ်ပေါ့နော်ဘယ်နှခုဝယ်မှာလဲဘယ်နှဘူးကိုက return ပြန်မှာလဲပေါ့နော်ကို return ပြန်ခြင်းတဲ့ဟာလေးတွေညီမတို့အရေးအတွက်လိုက်ဒီမှာဆိုလို့ရှိရင်သတ်မှတ်ပေးလို့ရတယ်ပေါ့နော်ဆိုလို့ရှိရင်နောက်တစ်ခုကကျတော့ညီမတို့ဒီရောင်းချတဲ့အခါမှာဆိုလို့ရှိရင်ဒီမှာ save return အပိုင်းလေးတွေလည်းပါတယ်ကိုကကျတော့ဒီ save return မှာ return ပြန်လာတဲ့အခါမှာ voucher တစ်ခုလုံး return ပြန်ခြင်းနဲ့ရတယ်ညီမတို့ item တစ်ခုချင်းစီကို return ပြန်ခြင်းနဲ့ဆိုလို့ရှိရင်လည်းရပါတယ်ညီမတို့ဒီမှာဆိုလို့ရှိရင်ဒီပေါ့နော်ဘောင်ချလေးတွေကိုလိုအပ်လို့ customer ကဘောင်ချပြန်ထုတ်ချင်တယ်ဆိုလို့ရှိရင်လည်းဘောင်ချပြန်ထုတ်လို့ရတဲ့အပိုင်းလေးတွေပါဝင်မှာဖြစ်ပါတယ်ညီမတို့ဒီကုန်ပစ္စည်းပိုင်းမှာဆိုလို့ရှိရင်လည်းကုန်ဝယ်ကုန်ရောင်းကုန်လက်ကျန်စင်းတွေဆိုပြီးတော့ကြည့်လို့ရမှာဖြစ်ပြီးတော့ဒီကုန်ဝယ်စင်းမှာဆိုလို့ရှိရင်လည်းကိုဝယ်ထားတဲ့ကုန်ပစ္စည်းတွေကတ်တက်လော်လေးနဲ့သူတို့ရဲ့အသေးစိတ်ကလေးညီမတို့ကြည့်ပေးလို့ရမယ်ပေါ့နော်နေ့လနှစ်အလိုက်ညီမတို့ပြန်ပြီးတော့ကြည့်လို့ရတယ်လို့ဒိတ်ကလေးနဲ့လည်းညီမတို့ရှာပေးလို့ရတယ်ဘာလို့ရှိရင် item တစ်ခုချင်းစီကိုညီမတို့ဘာကုန်နဲ့လည်းရှာလို့ရတယ်လို့ဒီမှာဆိုလို့ရှိရင် item name လေးနဲ့သူတို့ name လေးလိုက်လည်းညီမတို့ရှာပေးလို့ရတယ်လိုအပ်လို့ပေါ့နော်ညီမတို့ဒီ Excel file လေးတွေပြန်ပြီးတော့ထုတ်လို့ရမှာဖြစ်ပါတယ်သူတို့ရဲ့စုစုပေါင်းအရေးအတွက်တွေစုစုပေါင်းဝင်ငွေတွေလည်းလာပြီးတော့ကြည့်ပေးလို့ရမှာဖြစ်ပါတယ်ကုန်ရောင်းစင်းမှာဆိုလို့ရှိရင်လည်းညီမတို့ရောင်းချထားတဲ့ item တွေကိုလာပြီးတော့အသေးစိတ်ကြည့်လို့ရတယ်လို့သူလည်းအဲ့လိုပဲရက်လနှစ်လိုက်ညီမတို့ပြန်ပြီးတော့ရှာကြည့်လို့ရတယ်လို့ Excel file ပြန်ထုတ်ခြင်းလည်းရပါတယ်ညီမတို့ဒီကုန်လက်ကျန်စင်းမှာဆိုလို့ရှိရင်လည်းပေါ့နော် baby C တွေကဘယ်နှခုကျန်သေးလဲအရေးအတွက်လိုက်ညီမတို့ကြည့်လို့ရတယ်သူတို့ရဲ့ပေါ့နော်ဒီအလက် quantity လေးတွေပါလာပြီးတော့ကြည့်ပြီးလို့ရမှာဖြစ်ပါတယ်ရှာတဲ့အခါမှာဆိုလို့ရှိရင်လည်းဘာကုန်လေးလည်းရှာလို့ရတယ်လို့ item လေးလည်းရှာလို့ရတယ် store မရှိတဲ့ဟာလေးတွေညီမတို့ဖျောက်ပြီးတော့ဒီမှာဆိုလို့ရှိရင်ရှာကြည့်လို့ရတယ်ပေါ့နော်လိုအပ်လို့ Excel file ထုတ်ခြင်းလည်းဆိုလို့ရှိရင်လည်းရပါတယ်
ညီမတို့ဒီဈေးနှုန်းပြင်ဆင်အပိုင်းမှာဆိုလို့ရှိရင်လည်းပေါ့နော်ကိုရောင်းချထားတဲ့ပစ္စည်းတွေကိုလာပြီးတော့ဒီမှာဆိုလို့ရှိရင်ဈေးနှုန်းလေးလာပြီး update လုပ်ပေးလို့ရမှာဖြစ်ပါတယ်သူရဲ့ဈေးနှုန်းတွေမကောက်ညီမတို့ catalog လေးတွေသူရဲ့ပစ္စည်းအမီလေးညီမတို့ဒီမှာ unit လေးတွေဝယ်ဈေးရောင်းဈေးလေးတွေညီမတို့လာပြီးတော့ဒီမှာဆိုလို့ရှိရင်ဈေးနှုန်းလေးတွေပြန်ပြင်ပြီးတော့ရောင်းလို့ရမှာဖြစ်ပါတယ်သူ item လေးတွေနဲ့လည်းရှာ item name နဲ့ရှာလို့ရတယ်လို့ညီမတို့ဘာကုန်းနဲ့လည်းရှာလို့ရတယ်လိုအပ်တယ်ဆိုလို့ရှိရင် Excel file လေးညီမတို့ပြန်ပြီးထုတ်ပေးလို့ရမှာဖြစ်ပါတယ်ညီမတို့ဒီ login user ပိုင်း login user ကကြတော့ဒီ software ကို login ဝင်ပြီးတော့အသုံးပြုမယ်ပေါ့နော် user name နဲ့ password ကိုလာပြီးသတ်မှတ်လို့ရတယ်သူရဲ့ rule လေးကိုလာပြီးညီမတို့သတ်မှတ်ပေးလို့ရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ညီမတို့ဒီ supplier တွေနဲ့ပေါ့နော်တွဲပြီးဝယ်မယ်ဆိုလို့ရှိရင်သူတို့ပေးရမယ့်အကျွေးလေးတွေပြောလို့ရှိရင် supplier ရဲ့ profile တွေအပြင်သူတို့ပေးရမယ့်အကျွေးတွေညီမတို့လာပြီးတော့အသေးစိတ်ကြည့်လို့ရမှာဖြစ်ပါတယ်ဒီ customer တွေနဲ့ကိုကအကျွေးရောင်းချရဆိုလို့ရှိရင်လည်း customer profile နဲ့အတူ customer နေတဲ့ပေါ့နော်သူတို့ပေးရမယ့်သူတို့စီကရမယ့်အကျွေးတွေကိုညီမတို့လာပြီးတော့အသေးစိတ်ကြည့်လို့ရတယ်လို့အကျွေးပေးချင်မယ့်အပိုင်းလေးလည်းညီမတို့တခါတည်းပါဝင်ပြီးသားဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ညီမတို့ဒီပေါ့နော်ဝယ်သူအမည်တွေကိုနောက်ညီမတို့ဒီမှာဆိုလို့ရှိရင်နာမည်လေးနဲ့လည်းရိုက်ပြီးတော့ရှာလို့ရမှာဖြစ်ပါတယ်။ကျမတို့ဒီဘာကုတ်မှာဆိုလို့ရှိရင်လည်းဒီ product ရဲ့ဘာကုတ်နံပါတ်ကလေးတွေသူရဲ့အရေးအတွက်ရောင်းစည်းတွေကျမတို့ printer လေးတွေပါရွေးချယ်ပြီးတော့ဘာကုတ်ကလေးတွေပါတခါတည်းထုတ်လို့ရမှာဖြစ်ပါတယ်။ Cashier ဘက်မှာဆိုလို့ရှိရင်လည်းပေါ့နော်ဒီ software ကို login ဝင်ပြီးတော့အသုံးပြုထားတဲ့ cashier ကဒီလဘယ်လောက်ပိုရောင်းရလဲသူ့ရဲ့ရောင်းအားတွေကိုကျမတို့နေ့လာရက်လိုက်လာပြီးကြည့်ပေးလို့ရတယ်။ဒီကလေးတွေနဲ့လည်းကျမတို့ရှာပေးလို့ရတယ်ပေါ့နော်။အဲ့ဒီ cashier ရဲ့ရောင်းအားတွေကိုကျမတို့လိုအပ်လို့ Excel file ပြန်ပြီးတော့ထုတ်ကြည့်ခြင်းနဲ့ဆိုလို့ရှိရင်လည်းရပါတယ်။အသုံးစင်းမှာဆိုလို့ရှိရင်ညီမတို့ဒီ site တစ်ခုလုံးရဲ့ပေါ့နော်အသုံးစင်းတွေရေပိုးမိတာပိုးနောက်ကကြတော့ဝန်ထမ်းတွေလာစားပေးတဲ့အသုံးစင်းတွေကစပြီးလာပြီးတော့ညီမတို့ဒီမှာလာပြီးတော့တင်ထားလို့ရတယ်ညီမတို့ Excel file လေးလည်းပြန်ထုတ်ချင်လို့ရတယ်ဘာလို့ရှိရင်ပျက်စီးဆုံးရှုံးစင်းမှာဆိုလို့ရှိရင်အဓိကအပြင်မုတ်ဆိုင်တွေမှာဆိုလို့ရှိရင်ဒိတ်ကုန်သွားတဲ့မုတ်တွေကိုညီမတို့ဒီပျက်စီးဆုံးရှုံးစင်းထဲမှာလာပြီးတော့ထည့်ထားလို့ရတယ်လိုအပ်လို့ Excel file ပြန်ထုတ်ချင်တယ်ဆိုလို့ရှိရင်လည်းရပါတယ်အစီအကံစာမှာဆိုလို့ရှိရင်ဆိုင်တစ်ခုလုံးရဲ့ကုန်ရောင်းငွေစုစုပေါင်းဘယ်လောက်ရှိလဲဝယ်ငွေစုစုပေါင်းဘယ်လောက်ရှိလဲလက်ကျန်ငွေစုစုပေါင်းဘယ်လောက်ရှိလဲဆိုတာအသေးစိတ်ကြည့်လို့ရမှာဖြစ်တယ်လို့ညီမရရဲ့အကျွေးတွေညီမလာပြီးကြည့်လို့ရမယ်ပြောလို့ရှိရင်ဆိုင်တစ်ခုလုံးရဲ့အမြင့်ငွေစုစုပေါင်းဘယ်လောက်ရှိလဲဆိုတာပါလာပြီးတော့အသေးစိတ်ကြည့်လို့ရမှာဖြစ်တယ်လို့ညီမတို့နေ့လိုက်ပေါ့နော်ရက်လာနေ့လိုက်အသေးစိတ်ကြည့်လို့ရမယ်ဒိတ်ကလေးနဲ့လည်းညီမတို့ရှာပြီးတော့ကြည့်လို့ရမှာဖြစ်ပါတယ်ကိုရောင်းထားတဲ့ဘောင်ချာတွေနဲ့ပတ်သက်ပြီးတော့လည်းအသေးစိတ်လာပြီးတော့ကြည့်ပေးလို့ရမှာဖြစ်တယ်လို့ဒီမှာဆိုလို့ရှိရင်ကုန်လက်ကျန်စင်းတွေပါလာပြီးတော့ကြည့်ပေးလို့ရမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကုန်ပစ္စည်းရဲ့အရှုံးအမြတ်စင်းတွေအပြင်ဒီ customer တွေနဲ့ပတ်သက်ပြီးတော့ supplier နဲ့ပတ်သက်ပြီးတော့အကျွေးလေးလည်းညီမတို့လာပြီးကြည့်ပေးလို့ရမယ်။ return ပြန်တဲ့အခါမှာဆိုလို့ရှိရင်လည်းပေါင်းချတစ်ခုလုံး return ပြန်တာ item တစ်ခုချင်းစီ return ပြန်တာအစားပေါ့နော်သူရဲ့အသေးစိတ်တွေကိုလာပြီးတော့ကြည့်ပေးလို့ရမှာဖြစ်ပါတယ်။ upload to cloud မှာဆိုလို့ရှိရင်ညီမတို့ကိုယ့်ရဲ့ဈေးဆိုင်ရဲ့ပေါ့နော် data တွေကို cloud ပေါ်မှာတင်ထားခြင်းနဲ့ဆိုလို့ရှိရင်ညီမတို့ Infodesk Software Company အနေနဲ့နှစ်စဉ်ကြီးလေးနဲ့ဆောင်ရွက်ပေးတာမျိုးရှိပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ညီမတို့အခုရှင်းပြပေးသွားတာကတော့ညီမတို့ဒီ Easy Store Software လေးရဲ့အသုံးပြုပုံလေးကိုရှင်းပြပေးသွားတာဖြစ်ပါတယ်ညီမတို့ဒီ Easy Store Software လေးရဆိုလို့ရှိရင် offline version ဖြစ်ပြီးတော့သူကကြောက် computer laptop တွေနဲ့အသုံးပြုလို့ရမှာဖြစ်ပါတယ်ဒီ demo video လေးကိုကြည့်ရင်းနဲ့မှာအသေးစိတ်သိချင်တာလေးရှိရဆိုလို့ရှိရင်ညီမတို့ Viber နံပါတ်ကနေဖြစ်စေ Messenger ကနေဖြစ်စေအသေးစိတ်ဆက်သွယ်မေးမြန်းလို့ရပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်